အားလုံးပဲပါမင်းကဒီနေ့တကြံမှာစပင်တို့လေးနဲ့ဘယ်လို style လေးလုပ်လို့ရမလဲဆိုတာကိုတစ်ချက်လုပ်ပြပေးပါမယ်ရှင်မင်းလည်းဒါပထမဦးဆုံးပေါ့နော်လုံးဝ first time try ကြည့်မှာဆိုတော့တစ်ချက်ကြည့်ပေးပါဦးနော်အယိုးဆုံးမင်းကတော့ဒီစပင် color လေးကိုရွေးထားပါတယ်ဒီစပင် color လေးကကြတော့ပေါ့နော်ခဲအောင်ကိုမှသူက coffee ဘက်သွားတဲ့ color လေးပါဒါကြောင့်မလို့ပုံမှန်အမြဲတမ်းတက်မယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်လို့မျိုး crazy color ဘက်လည်းသွားတဲ့အတွက်ကိုအရင်လည်းမယိုးအရင်လည်းမဆန်းတဲ့ဘက်ကိုသွားတဲ့အတွက်ဒီ color လေးကိုမင်းကရွေးချယ်ထားပါတယ်အရင်ဦးဆုံးပေါ့နော်ဒီကိုယ့်ရဲ့စပင်တွေကိုတေချာလေးရှင်းနေအောင်ဖြေပေးပါပြီးသွားလို့ရှိရင်တော့မင်းကအခုမင်းရွေးထားတာလေးကအလက်ဆိုင်လေးဖြစ်တဲ့အတွက်ကိုသူနဲ့အဆင်ပြေမဲ့ပုံစံမျိုးလေးကိုပဲမင်းရွေးချယ်ပြီးတော့လုပ်လိုက်မယ်နော်ရေဦးဆုံးနှစ်ဖက်ကိုတေချာလေးခွဲမယ်ခွဲပြီးသွားလို့ရှိရင်တော့ဒီအပေါ်ရန်တလွာလေးကိုအရင်ယူပါမယ်ဒါလေးကိုတေချာလေးရှင်းနေအောင်ယူပေးပါနော်အောက်ကစပင်နည်းနည်းရောသွားတဲ့ခါကြလို့ရှိရင်နည်းနည်းညှိလို့ရှိရင်လောက်ကနည်းနည်းလေးလက်ဝင်လို့ပါဟိုဘက်ဒီဘက်ကိုညီအောင်လို့တူတူစီပါမယ်တော့ဘောနော်မင်းကမင်းမဟိုရှိတဲ့ခေါင်းစည်းကြိုးလေးတွေနဲ့ပဲလုပ်ပြပေးထားပါဘောနော်ကိုကတကြံနဲ့ပတ်သက်တဲ့ accessory တွေဝယ်ထားရဆိုလို့ရှိရင်လည်းအဲ့ဒါလေးနဲ့သုံးလို့ရပါတယ်ဒီနောက်ကစပင်လေးကိုဘာလို့အကုန်မြူလဲဆိုတော့အနောက်ဘက်ကနေကြည့်လို့ရှိရင်အရင်ကွဲနေမှာဆိုလို့ပေါ့နော်အားကြောင့်လို့အကုန်မြူပဲနဲ့နည်းနည်းစီလေးပဲယူပြီးတော့စီးပေးပါမယ်နော်ဒါလေးကပေါ့နော်ကိုကမမေကတော့ဒီ uterine စီးတဲ့ပုံစံမျိုးလေးပဲလုပ်ထားပါတယ်ဟိုကျက်ဆန်မီကြစ်ချင်နေဆိုလို့ရှိရင်လည်းကိုအောင်ကျက်ဆန်မီလေးပြန်ကြည့်လို့ရရပေါ့နော်ဒါပေမဲ့မင်းကကြတော့လေကျက်ဆန်မီကြစ်ပြီးသွားလို့ရှိရင်ကိုကဟိုတွိုင်းလိုင်းနဲ့ပေါ့နော်အဲ့လိုမျိုးပြီးသွားလို့ရှိရင်အလွယ်တကူပြန်လုပ်လို့မရမှာဆိုလို့လွယ်လွယ်ကူကူလုပ်လို့ရတဲ့နည်းလမ်းလေးကိုပဲမင်းပြပေးထားပါတယ်ဒါလေးတွေကိုနည်းနည်းလေးဖွာပေးပါမယ်နော်ဒီရှေ့ကဒီစပင်လေးကိုပေါ့နော်ကျက်ဆန်မီကြစ်ချင်လဲရပါတယ်အခုဒါဆိုလို့ရှိရင်ပေါ့နော်ဟိုပုံမှန်ကိုယ့်ရဲ့ခေါင်းပေါ်မှာပဲတက်ပြီးတော့ style လေးလုပ်သွားတာပါဒီလိုမျိုးဟိုပေါ့နော်ကိုယ့်အကိုတက်ကတာအဆင်မပြေဘူးဆိုလို့ရှိရင်လည်းမင်းတို့ထောက်တိုင်လေးတွေကိုအသုံးပြုပြီးတော့ထောက်တိုင်မှာစပင်စွတ်ပြီးတော့ style လေးလုပ်လို့ရပါတယ်နော်ဒီနားလေးကိုတော့နည်းနည်းသတိထားပါမယ်သူကတော့ကြစ်ကြစ်ကလေးတေချာလေးထုံဟိုချီပြီးပေါ့နော်နှမို့ဆိုရင်ပြီးသွားမှာဆိုလို့ပါကဲဒါဆိုလို့ရှိရင်ဒီဒီဇိုင်းလေးကတကြံမှာရိုးရှင်းရှင်းနဲ့ရှောက်လေလို့ရတဲ့ဒီဇိုင်းလေးဖြစ်သွားပြီပေါ့နော်ဒါမဲ့မင်းကဒီထက်နည်းနည်းလေးဟိုပို့ပြီးတော့ဖြစ်သွားလှအောင်လို့ဒီကလစ်လေးထည့်ပါမယ်ဒါလေးတွေကကြတော့ခုနောက်ပိုင်းတော်တော်များများမှာရှိပါတယ်ဒါလေးတွေမင်းကထပ်တက်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးဒီနားလေးတွေပေါ့နော်ဒီနားလေးတွေမင်းတို့ကျက်ဆန်မီးကျတဲ့ခါမှာသူကချုပ်သားလေးရှိတော့လေချုပ်သားလေးတွေပေါ်နေတဲ့နေရာလေးဆိုလို့ရှိရင်ဒါလေးနည်းနည်းလေးကူလိုက်ပါမယ်တကယ်လို့ကိုကကလစ်လေးတွေတကူမရှိဘူးဆိုလို့ရှိရင်လည်းခုလိုမျိုးရိုးရိုးကျက်ဆန်မီလေးပဲကြည့်ပြီးသုံးလေးရပါတယ်နော်သူကကြတော့လေတခုတော့ရှိရပေါ့နော်စပင်ရဲ့အောက်မှာချုပ်သားလေးရှိရဲ့အတွက်ကိုပြီးတော့မှန်ကြည့်ပြီးတက်လိုက်တော့မြန်ပါတယ်မင်းကတော့ဒီလိုကြည့်နေရတဲ့အတွက်နည်းနည်းလေးစင်မပြရလေးရှိရဲ့ကျက်ဆန်မီလေးရဲ့အရင်မှာပဲမင်းကတက်ပြီးလိုက်ပါတယ်
မင်းကတော့ကို၄ခုထည့်ထားရပေါ့နော်တကယ်လို့ကိုအဆင်ပြေတယ်လို့မျိုးဒီလိုအပေါ်လေးမှာထပ်တိုက်ချင်တယ်ဆိုလို့ရှိရင်လည်းထပ်တက်လို့ရတယ်ဒါပေမဲ့အရင်များမှာဆိုလို့ဒီလောက်ပဲပေါ့နော်ကဲအားဆိုလို့ရှိရင်တခြား hair wig လေးနဲ့လည်းstyling လုပ်ပြဖို့လိုရယ်ဆိုလို့ရှိရင်လုပ်ပြချင်တဲ့ design လေးရှိရဆိုလို့ရှိရင်မြို့ပြောခဲ့ပြီးလို့ရပါတယ်เนาะအားလုံးပဲတက်တာပါဗီဒီယိုဆောင်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်